မင်္ဂလာပါခေတ်တစ်ဖတ်ရဲမီဒီယာမှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ပါအောင်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငဖဲမြို့နယ်နေရိတ်ကန်ဗျူဟာကုန်းတို့လာသည့်စစ်ကိုစစ်ကြောင်းများကိုပိတ်ဆို့တိုက်ခိုက်မှုစစ်သားများတေဆုံးပြီး26ဦးအစဉ်ဖမ်းပြီးလက်နက်ခဲယမ်းနဲ့စစ်အုံဆောင်များသိမ်းမိဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မကွေးတိုင်းငဖဲမြို့နယ်နေရိတ်ကန်ဗျူဟာကုန်းတို့စစ်ကူဖို့စစ်တပ်စစ်ကြောင်းများကို2လကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်သားအများပြားသေဆုံးပြီး26ဦးအစဉ်ဖမ်းမိကလက်နက်ခဲယမ်းနဲ့စစ်အုံဆောင်များလည်းတင်ဆက်ရရှိခဲ့ကြောင်းစီရီယက်အဆိုကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူဆလိုင်းရိုချင်းကပြောကြားပါတယ်စက်တင်ဘာလဆန်းမှစ၍ငဖဲမြို့နယ်နေရိတ်ကန်ဗျူဟာစခန်းသို့အမှတ်905အမြောက်စခန်းကွက်ကဲမှုဌာနချုပ်မှအင်အားစုဖွဲ့တက်လာသည့်စစ်တပ်စစ်ကြောင်းများကိုချင်းကာကွယ်ရေးတပ်အစိုးရပါဝင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းစစ်သားအများပြားသေဆုံးပြီးလက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။မဆာခ905မှာစုဖွဲ့ပြီးအင်အားတွေစုဖွဲ့ပြီးပို့တာပါလက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေသေးပါပဲ။ဆီယနာသိန်းနာ9နှစ်ပြည့်ကနီကာလာမှာတော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းပွတ်တိုင်မှုတွေတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းမငြင်းညွတ်မှုတွေကြုံတဲ့အခါမှာပြည်သူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ဝေဖန်တိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ထောက်ပြတာမျိုးဖြစ်အောင်ဆီယနာရှင်ကြာဆုံးမှုဆိုတဲ့တကယ်ဥတည်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်လာအောင်တော်လှန်ရေးတပ်သားတွေဖြစ်လာအောင်အကြံပြုချက်တွေပေးစီကြပါမယ်။တော်လှန်ရေးတပ်ဖွဲ့တွေကိုကြောက်ရွံ့စရာမဟုတ်ဘဲနဲ့ဝေဖန်ထောက်ပြရဲတဲ့ပြည်သူတွေလည်းအများကြီးထွက်ပေါ်လာစေချင်ပါတယ်လို့စီရီယက်အဆိုကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူစလိုင်းရိုချင်းကပြောကြားပါတယ်။စစ်တပ်ကနေရိတ်ကန်ဗျူဟာကုန်းမကြဆုံးစေရေးလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူများအဆက်မပြတ်ပေးနေပြီးမြင်တော်လှန်ရေးမဟာမိတ်တပ်များကအဆက်မပြတ်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်းစက်တင်ဘာလမှာအောက်တိုဘာလကုန်အထိ2လတာအတွင်းစီရီယက်အဆိုမှတပ်ဖွဲ့ဝင်2ဦးအသက်ပေးလူခဲ့ရကခြေလက်အင်အားဆုံးသူ2ဦးနဲ့အခြားထိခိုက်တရားရရှိသူ9ဦးရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါ2လတာတိုက်ပွဲများအတွင်းအကြမ်းဖက်စစ်တပ်မှစစ်မှုထမ်းတပ်သားတွေများအပါအဝင်စစ်သား26ဦးအစဉ်ဖမ်းဆီးရရှိခဲ့ကြောင်းဒါအပြင်နေရိတ်ကန်လဟောင်းတခြားနေမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်လက်နက်ငယ်လေးလက်နဲ့ခဲယမ်းအများအပြားတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။လက်နက်ကင်လန်းစင်ကိုဆွဲကင်လာကြပြီးတော့လက်နက်နဲ့ရန်သူကိုခုခံတိုက်ခိုက်ခဲ့ကြတာ3နှစ်ကျော်4နှစ်နေပါရှိခဲ့ပြီးတော့စစ်ရေးအတွေ့အကြုံတွေတိုက်ပွဲအတွေ့အကြုံတွေပြီးတော့စစ်တပ်ချင်းကြားဖြစ်လာတဲ့ပုတ်တိုင်မှုတွေတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားကြုံတွေ့ရတဲ့အရာတွေကိုပြန်လည်သုံးသပ်ကြပြီးတော့စစ်အာဏာရှင်ကြာဆုံးမှုကိုပဲ UDP ပူးပေါင်းစေခြင်းနဲ့နောက်ပြီးတော့ဆီယနာရှင်ကြာဆုံးမှုအတွက်နောက်ထပ်သောအနောက်အဖွဲ့တွေမပါဘဲနဲ့ရိုးရှင်းစာနယ်ပဲတယောက်နဲ့တယောက်သဘောထားကြည့်ပြီးတော့ပူးပေါင်းလှုပ်ဆောင်ကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကိုကျွန်တော်အနေနဲ့အကြံပြုတိုက်တွန်းချင်ပါတယ်ကျွန်တော်အနေနဲ့လည်းဒီမူကိုကန်ဆယ်ပြီးတော့ပဲအသက်နိုင်ဆုံးတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအပေါ်ရိုးသားနိုင်တဲ့လောက်ရိုးသားပြီးတော့ပူးပေါင်းဆောင်ရွက်တာရှိပါတယ်လို့စီရီယက်အဆိုကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူစလိုင်းရိုစင်ကပြောပါတယ်ဥဆောင်သည့်တော်လှန်ရေးမဟာမိတ်တပ်များကငဖဲမြို့နယ်အတွင်းစစ်တပ်၏နေရိတ်ကန်ဗျူဟာကုန်းစခန်းကိုအပိသက်သိမ်းပိုင်နိုင်ရေးအပြင်းအထန်ထိုးစစ်ဆင်နေပြီးကာကင်းစခန်းအများစုသိမ်းပိုင်ရရှိထားပြီးဖြစ်ကြောင်းကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးစတောင်မြို့မှာစစ်ကြောင်းထိုးလာသည့်စစ်တပ်ကိုချားဖြတ်တိုက်ခိုက်မှုစစ်သား9ဦးသေဆုံးပြီးလက်နက်တလက်နဲ့စစ်အုံဆောင်များတင်စီရရှိဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်စတောင်မြို့သို့စစ်ကြောင်းထိုးလာသည့်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးပြီးတနက်တလက်နဲ့စစ်အုံဆောင်များတင်စီရရှိခဲ့ကြောင်းစတောင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။အော်တိုဘာလ31ရက်နေ့မွန်လဲ2နာရီခန့်အချိန်စတောင်မြို့ဝင်းကျင်ရှိကျေးရွာများသို့စစ်ကြောင်းထိုးရန်ထွက်ခွာလာသည့်အင်အား60ခန့်မှစစ်တပ်စစ်ကြောင်းကိုစကိုင်းခရိုင်ကိုကဲရေး၏လက်ညွှန်ချက်ဖြင့်စတောင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းထို့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားမှု2နာရီခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစစ်တပ်ဘက်မှ MA1 တနက်တက်လက်60မမဘုံနှလုံးကြီးပေါ3ခုနဲ့ဆက်ပစ္စည်းများတင်စီရရှိကတော်လှန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေကစတောင်အနောက်တောင်ဘက်ကျင်းရွာတွေကိုစစ်ကြောင်းထိုးဖို့အတွက်ထွက်လာတော့ကျွန်တော်တို့တပ်ဖွဲ့တွေစကိုင်းခရိုင်စစ်ဌာနလမ်းညွှန်ချက်နဲ့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးအစင်ဖမ်းမိတာတော့မရှိဘူးစတောင်ကနေအနောက်ဘက်ကျင်းရွာများကိုသွားတဲ့လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးစစ်ကြောင်းကတော့စတောင်ဘက်ကိုပြန်ဆုတ်သွားတယ်လို့စတောင်မိုးချိုပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်စကိုင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းများခွဲ၍မြို့နယ်တင်းရှိကျေးရွာများသို့စစ်ကြောင်းထိုးလာနေရာပြည်သူရာပေါင်းများစွာမှလည်းစစ်ဘေးတိမ်းဆောင်နေရကြောင်းစစ်ဘေးဆောင်ကူညီနေသည့်ပရိသတ်အဖွဲ့များထံမှစုံစမ်းသိရှိရပါတယ်ရှင်။